ဘာမြေပြင်မောင်ဒီနေ့ရမြကဲတင်စမရှိတော့ခိုင်ကလာဉာဏ်ပညာလင်းတဲ့လမ်းပြန်ပြဗုဒ္ဓအမေကိုမမြင်နိုင်တဲ့ဝိဇာတရားရာရာကိုတွင်ကြည့်သည့်တနာတတရားဆုံးဝအားချုပ်ဖြတ်သွားဗုဒ္ဓမမြင်နိုင်ဘူးချော်ပြီးလူအန္တာရွှေညာရှင်သာပင်ယူတာ